င်္ဂလာပါနေ့တိုင်းကတော့အကောင့်လေးကြီးမဖြစ်နိုင်ပါဘူးတဲ့ဒါပေမဲ့နေ့ရက်တိုင်းမှာကောင်းတဲ့အရာတွေအများကြီးရှိပါတယ်ဆိုတဲ့စကားလေးရှိပါတယ်ဟုတ်ပါတယ်ကျွန်တော်တို့လူဘဝမှာရှင်သိန်းနဲ့ကောင်းတာတွေလည်းရှိတယ်ဆိုးတာတွေလည်းရှိလူတဘာဝအရာကျွန်တော်တို့ကဆိုးရတဲ့ဖြစ်ပျက်တွေကံဆိုးမှုတွေကိုလိုချင်နိုင်မရတဲ့အခါစိတ်လုံးမကြရဖြစ်တတ်တယ်ဒါပေမဲ့အဲ့ဒီအခက်အခဲတွေကြားကောင်းမွန်တဲ့အရာတွေကိုရှောက်ဖွေတက်ဖို့လိုပါတယ်တဲ့ကျွန်မဒီရက်ပိုင်းမှာဖတ်မိတဲ့စာလေးတစ်ခုရှိပါတယ် Why we do what we do တဲ့ငါတို့လုပ်နေတဲ့အရာတွေကဘာကြောင့်လုပ်တာလဲပေါ့နော်အဲ့ဒီအရာတွေကိုပြန်ဆန်းစစ်တဲ့အခါမှာတဲ့အခြေခံလူသားတွေရဲ့လိုအပ်ချက်6ချက်ရှိပါတယ်တဲ့ကျွန်မကိုယ်တိုင်လည်းအရင်ကအဲ့ဒါကိုမသိခဲ့ပါဘူးအဲ့ဒါနဲ့အဲ့ဆောင်းမကိုဆက်ဖတ်တာပေါ့နော်အဲ့တော့အဲ့ဒီ6ချက်တည်းကပထမဆုံးအချက်ကတော့ certainty ဖြစ်ပါတယ်ကျမတို့တွေကတဲ့အရန်ကိုသိကြခြင်းရတယ်တဲ့ကျမတို့ကလုံလောက်တဲ့ငွေကြေးတွေလိုချင်ရတယ်ကိုချစ်တဲ့သူကကိုယ်ကိုလုံလောက်ချစ်မြတ်လို့တာကိုလိုချင်ရတယ်ကျွမ်းကျင်ပိုင်နိုင်မှုတွေကိုလည်းသိကြတဲ့သိကြခြင်းရတယ်ကျမတို့ကမလုံလောက်မှမသိကြမှအကုန်ခန့်သွားမှဆိုရင်ရတယ်တဲ့အဲ့ဒီသိကြမှုတွေနောက်ကိုလိုက်ရင်းနေတဲ့ကိုယ့်ရဲ့အတွင်းစိတ်ရဲ့လိုအပ်ချက်စစ်မှန်မှုတွေနဲ့ကျမတို့ connection ပြတ်တောက်သွားတတ်တယ်တဲ့အဲ့တော့ဒီ connection ဆိုတဲ့စကားလေးဟာစိတ်ဝင်စားစရာကောင်းပါတယ်ကျမတို့လူတွေချင်းကြားမှာပတ်ဝန်းကျင်နဲ့ကျမတို့ကြားမှာအိမ်နီးနားချင်းတွေနဲ့ကျမတို့ကြားမှာဆွေမျိုးတိုင်ဝိုင်းနေနဲ့ကျမတို့ကြားမှာအဆက်အသွယ်လေးတွေရှိကြတယ်ပေါ့နော်တယောက်နဲ့တယောက်နှုတ်ဆက်ကြတယ်မေးမြန်းကြတယ်မျှဝေကြတယ်ဖလှယ်ကြတယ်တွေးဆုံကြတယ်လူမှုရေးစွာရှိတယ်တာရေးနာရေးဆိုတာရှိတယ်အဲ့ဒါတွေကိုလည်းကျမတို့ social လို့နာမည်တက်ပြီးတော့ social needs ဆိုတဲ့အရာရှိတယ်အချိန်တွေလည်းပေးကြတယ်ပေါ့နော်အဲ့ခါမှာကျမတို့ကပြင်ပလိုအပ်ချက်တောင်းကိုလိုက်ရင်နဲ့ကျမတို့ကိုနဲ့ကျမတို့ဂျားမှာ connection တွေပြတ်တောက်သွားတတ်တယ်ဒါဟာအင်တန်အန်ဒီရဲ့ဖြစ်တဲ့အချိန်တွေပေါ့နော်အဲ့လိုမျိုးကိုနဲ့အဆက်အသွယ်ပြတ်တောက်သွားတဲ့အခါမှာဘာတွေဖြစ်လာလဲဆိုကိုပျောက်ဆုံးသလိုခံစားလာရတယ်ငါဘာဖြစ်နေတာလဲငါဘာလို့ဒါကိုလုပ်နေရတာလဲငါဘာလို့ဒီလောက်ပင်ပန်းနေရတာလဲငါဘာလို့ဒီလောက်နာကျင်နေရတာလဲဘာလို့သူများအပြောတွေခံနေရတာလဲဆိုတဲ့ self talk နော်ကိုတန်တရားဝင်လာတာတွေကိုတိတ်ခါမရှိသလိုခံစားလာရတာဖြစ်တယ်အဲ့ဒါတွေကဘာလို့လဲဆိုတော့ connection ပြတ်တောက်သွားလို့ပဲဖြစ်ပါတယ်ကျမတို့မိတ်ဆွေတယောက်နဲ့တယောက်အဆက်အသွယ်ပြတ်သွားရင်သူ့အကြောင်းလည်းကိုမသိတော့ဘူးကို့အကြောင်းလည်းသူမသိတော့ဘူးတွေ့ရင်တော့မှသူဘာခံစားနေရတယ်ဆိုတာမသိတော့ဘူးဘာလို့လဲဆိုတော့အဆက်အသွယ်ပြတ်တာကိုအဲ့လိုပဲကျမတို့ကိုပြစ်ထားတဲ့အခါမှာကိုယ်စိတ်ကဘာတွေခံစားနေရလဲဘာလို့နာကျင်တာလဲဆိုတဲ့ဟာကျမတို့ connection ပြတ်တောက်သွားတာဟာကိုနှိမ့်ဆက်ညင်ပန်းရရောက်ပါတယ်ဒါကြောင့်မလို့ကိုနဲ့ကြားဆက်သွယ်ရေးပြတ်တောက်မသွားအောင်ကျမတို့ဂရုစိုက်ဖို့လိုပါတယ်အဲ့ဒီအတွက်အဖြေလေးတွေလည်းရှိရပေါ့နော်အဲ့တော့ကျမတို့ကိုအတွက်အချိန်ပြန်ပေးဖို့လိုပါတယ်အဲ့ဒါကို me time လို့ခေါ်ပါတယ်ကိုတက်တောင့်တက်တာနေထိုင်မယ်ကိုပြန်မေးမယ်ငါပျော်နေရဲ့လားငါဖြစ်ချင်တာပါလေငါအခုဖြစ်နေတာပါလေငါဘယ်သူတွေကိုချစ်မြတ်နိုးတာလဲငါတမိုးထားတဲ့အရာတွေပါလေအဲ့ဒီလူတွေနဲ့ရောကိုနဲ့ဆက်ဆံရေးတွေဆက်သွယ်ရေးတွေကောင်းရဲ့လားပေါ့ကျမတို့ connection တွေပြတ်လာရင်ကျမတို့က VIP တွေနဲ့ယနေ့ဖြစ်ရောကိုအရန်ချက်လောက်ပါကြည့်ရဲဆိုတော့အိမ်နောက်ဘက်ကိုလည်းအော်မိရောပြီးရင်လည်းစိတ်မချမ်းသာပြီးမိပိုင်နဲ့လည်းရင်ဖြစ်ရောအဲ့တော့အဲ့ဒီကိုရဲ့ very important person နေနဲ့ပြဿနာတက်ပြီးပျော်နေတဲ့လူဆိုတာမရှိဘူးဒါကြောင့်မလို့ကျမတို့ဒီကိုနဲ့ကြားမှာအဆက်အသွယ်မပြတ်ဖို့အင်မတန်အရေးကြီးပါတယ်အဲ့ဒီအတွက်ကျမလာမယ့်ဒီဇင်ဘာ14ရက်နေ့မှာမန္တလေးမြို့ကဆွဲလို့ဟိုတယ်မှာ connect with yourself ဆိုရဲ free seminar လေးကျင်းပဖို့မန္တလေးမြို့က theology အေးဆိုင်နဲ့ပေါင်းစည်းပြီးမှစီစဉ်ထားတာဖြစ်ပါတယ်မဲလေးမှရှိတဲ့မိတ်ဆွေများဒီပွဲလေးကိုကြွားရောက်ကြဖို့ဖိတ်ခေါ်လိုက်ရပါတယ်ရှင်